ရူနိုင်းနိုင်ငံမှာစာတင်ကျောင်းတွေကျန်းမာရေးကဏ္ဍနဲ့အိမ်ယာကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်သွားမယ်လို့အစိုးရဘက်ကပြောကြားလိုက်ပါတယ်။မတ်လ15ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဥပဒေပြုကောင်စီအစည်းအဝေးအတွင်းဝန်ကြီးတဦးက2026-2029ဘဏ္ဍာရေးနှစ်အတွင်းဖွံ့ဖြိုးရေးစီမံကိန်းတွေမှာအသုံးပြုဖို့ဘရူနိုင်းဒေါ်လာ480တန်အမေရိကန်ဒေါ်လာ385တန်ကျော်ခန့်ခံမှန်းထားပါတယ်လို့ပြောပါတယ်။အဲ့ဒီထဲကဘရူနိုင်းဒေါ်လာ309တန်းကိုတော့စာတင်ကျောင်းအသစ်တွေဆောက်လုပ်ဖို့အစိုးရအိမ်ယာစီမံကိန်းအရာအိမ်ယာအသစ်များဆောက်လုပ်ဖို့နဲ့စီးပွားရေးလှုပ်ရှားမှုတွေကိုထောက်ပံ့ပေးမယ်အခြေခံအဆောက်အအုံတိုးတက်အောင်လုပ်ဖို့အသုံးပြုသွားမှာပါလို့ပြောပြပါတယ်။ဒါအပြင်ဘတ်ဂျက်တစ်စိတ်တစ်ပိုင်းကိုစီးပွားရေးလုပ်ငန်းတွေစာတင်ကျောင်းတွေနဲ့စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက်လိုအပ်တဲ့သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေတိုးတက်ကောင်းမွန်အောင်အသုံးပြုသွားမယ်လို့ဆိုပါတယ်။ဒီထဲမှာဖန်တီးမှုနဲ့ယဉ်ကျေးမှုလုပ်ငန်းများအတွက်ဗဟိုတစ်ခုတည်ဆောက်ခြင်းနဲ့လူမှုစာကြီးတိုက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်းပါဝင်ပါတယ်။လက်ရှိမှာပြည်သူဝန်ဆောင်မှုအည်သွေးမြင့်တင်မှုဘရူနိုင်းဒေါ်လာ22တန်းကိုလည်းတည်တံ့ခွဲဝေထားရှိပြီးအဲ့ဒီငွေကိုရင်းဆောင်ကြည့်ရေးစနစ်တည်ဆောက်ခြင်းကျန်းမာရေးစနစ်တိုးတက်ကောင်းမွန်ရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်များအားကောင်းစေခြင်းနဲ့နိုင်ငံတော်ဝန်ခရီးသွားဆွဲဆောင်ရာနေရာတွေကိုအဆင့်မြင့်နေခြင်းတို့အတွက်အသုံးပြုသွားမယ်လို့သိရပါတယ်။